What's up? ကိုယ်ကျန်သွားမှာပါဒီနေ့ကတော့အောက်ပိုင်းထိုင်ရမှာပါဒီအောက်ပိုင်းထိုင်မယ်ပြီးသွားရင်ထုံးစံတိုင်းခရိုရှီဝင်းမဝဲမယ်ပြီးသွားရင်ဒီနေ့တော့အထောက်စားထုတ်မှာပါဘာလို့လဲဆိုတော့ဒီ22ဆိုတော့22လား23လားမသိဒါပေမဲ့တပတ်လောက်ပဲလို့ဟောရပါတော့အိမ်ပြောင်းအောင်ပါနောက်အိမ်မတက်ခင်နဲ့ဒီအိမ်အပီးနဲ့ကြားထဲမှာနည်းနည်း gap ဖြစ်တယ်ပေါ့နော် gap ဖြစ်ရနေတော့အင်ချီရမယ်ခဏဖြစ်မှာပါအင်ချီရမယ်ခဏဖြစ်မှာဆိုတော့တငယ်ချင်းတွေခဏသွားနေမှာပါထုတ်ပြီးတော့အဲ့တော့တငယ်ချင်းတွေနေထားမယ်ဆိုတော့ဒီနေ့ပစ္စည်းတွေကိုမလိုတာတွေကိုပြစ်မယ်ပစ္စည်းတွေစပြီးတော့စစ်မယ်ပေါ့နော်ဘယ်ဟာအင်းတက်ကိုတဲသွားမလဲ yeah ပစ္စည်းထုတ်မှာပေါ့နည်းနည်းချင်းစီပါအလောတွေကဝက်ဆိုက်ပါတော့မဟုတ်သေးဘူးနည်းနည်းဒီမှာရှိရစာအုပ်တို့ပါတော့အဲ့ဒီအသုံးဆောင်တွေပေါ့အဲ့ဒီနည်းနည်းချင်းစီတကယ်ချင်းအိမ်ဆောင်မကောင်းလေအများကြီးကျူသွားလို့လေနည်းနည်းချင်းစီရွှေမှာပေါ့နော်အခုတော့ကျွန်တော်ဖနက်ဝက်ပါမယ်အဲ့လို smile လိုက်ရဖက်လို့နော်အေးတော့ရာဒီဦးကမနေ့ကနော်မနေ့ကစပြီးတော့နည်းနည်းမိုးပြန်ဟုတ်ပြီးတော့နည်းနည်းလေး temperature ပြန် drop တယ်ဒီနေ့ကတကယ်ပူတာမနာဘူးတကယ်ပူတာ UK weather တကယ်ပူပါတယ်ဆမ်မာကြည့်လိုက်ရင်ဒီဂရီက28 30ပေါ့အဲ့ကိစ္စကလည်းအဲ့ကိစ္စဘာလဲဆိုတော့ Asia ဘက်မှာထိုင်းတို့မြန်မာတို့ဘက်မှာပုံမှန်ကျွန်တော်တို့ရှေ့ဘယ်လောက်38ပူဝေး38တို့36တို့ရှိမှာဟုတ်ဒါပေမဲ့အဲ့မှာပူရတယ်ဒီမှာပူရတယ်တကယ်မတူပါဘူးဒီကပူတာတမျိုးကြီးပါစီကက်နဲ့ပါပြီးရင်ခဏကိုတန်းအောင်ရှုံးတမင်ဖွာထားတာပါပစ္စည်းသိရင်ရှားလွယ်အောင်လို့โอเคချင်သွားမယ်အခုဘာလုပ်လဲဆိုတော့ရှည်တဲ့ပဲပြီးတော့ကောက်ငါပြောသေးလေးစားပါနော်ကျွန်တော်ဘယ်နဲ့တည်ရအောင်ခဏလေးပြောဒီပြရပရီဘောကောင်းတယ်လို့ပြောတာပဲပြီးသွားမယ်ပြရပါပြီကိုကတော့ post workout ချက်သားတော့ပြုတ်ပြီးတုတ်ထားတာပေါ့ချက်သားပေါင်၄ခုလောက်တုတ်ပြီးစားပါမယ်စားပြီးသွားရင်ကျောင်းထဲမှာ booking တင်ထားရရှိပြမယ်ပြီးရင်အခုကည6:45ပါနေထွက်နေပါသေးတယ်နေက10:00နာရီလောက်မှဝင်ပါပါအဲ့တော့အခု basketball ပြစ်ပါမယ်ဒီတော်တိုက်ပါရဲ့ဟိုဘာလုပ်မလဲဆိုတော့နောက်ပြန်ချင်းထဲဝင်အောင်ပြစ်မှာပါဘတ်စကတ်ဘောပြစ်ပြီးပါပြီအဲ့ဒါကာဒီယိုဆိုတာမနက်ပိုင်းချင်းစောပြီးညနေပိုင်းအဲ့လိုမျိုးတစ်ခုလှုပ်ရှားမှုဒီတိုင်းအဲ့ရပေါ်လဲနေမှာတက်ဆိုင်ပေါ့အဲ့တော့ကျွန်တော်ဒီအစီတွေ body fat တွေကြားကြတယ်body fat တွေကြားကျင်တော့ပို့ပြီးတော့လှုပ်ရှားမှုလုပ်အောင်နော်လှုပ်ရှားမှုလုပ်ရမယ်ဆိုတော့ညနေပိုင်းအဲ့လိုမျိုးလမ်းရှောင်းတဲ့အကြောင်းတွေပါဒါမှလည်းမျိုး basketball ပို့လို့ရတဲ့အခါကျရင် basketball လေးပတ်ပြတ်တယ်တော့လည်းအများကြီးလှုပ်နေရအောင်ဘောကအများကြီးကောက်နေတာဝင်နေဦးမရှိအဲ့ဒါကာဒီယိုပဲဟမ်ကျောင်းလေးကတော့လှအဲ့လိုဆင်းလာလိုက်ဒီမှာကွင်းပြင်ပေါ့နော်ဟိုမှာတယောက်နှစ်ယောက်ရှိတယ် easy chill လေးစားအဲ့ရတော့တရင်ရမိုက်တယ်ဒါပေမဲ့အိမ်မဟုတ်သူကပါ center for sport လာပါလို့မသိဘူးအဲ့လိုဒီမှာကွင်း
င်းပြင်ပါနေထွက်ရင်ဒီမှာလာပြီးတော့ကောင်းနေဘောလုံးတွေပါပုတ်ချကန်ကြတယ်ကိုဒီကွင်းပြင်မှာဘူးမှမရှိဘူးပေါ့နော်အဲ့အေးစေးတယောက်တည်းလာထိုင်ပြီးတော့စဉ်းစားဘာကြီးလှုပ်ရှားရှိသေးလဲဘာကြီးလောက်အောင်လဲလှနော်အရင်ဒီနေရာကဟိုပါလဲစောင်းအကုံတုံးอ่ะဆိုရင်ຫນွေဝင်ကန်ကြီးပေါ့နော်စောင်းကုံတော့ဆိုရင်ပန်းလေးပွင့်တော်တော်လှတယ်ဒီနားလေးကအခုတော့ AC chill ထိုင်နေပါတယ်အခုဒီ vlog တွေပေါ့နော် vlog တွေဆိုတာကျွန်တော် vlog တွေထူးထူးခြားခြားတော့မရှိဘူးပေါ့နော်ဒီခီးပညာသွားဖြစ်ရင်တော့နည်းနည်းအပြောင်းလဲလေးထူးခြားအောင်ဒါပေမဲ့ဒီလိုမျိုးအိမ်မနေရင်းနဲ့ကတော့ဒီလိုမျိုးတင်နေရဆိုတာဒီကင်မရာကင်ပြီးစကားပြောတာပေါ့နော်ကင်မရာကင်ပြီးစကားပြောတာပို့ပြီးတော့ confidence ရှိအောင်ပေါ့နော်တော့ fake ပြီးပြောတာတော့မရှိပါဘူးဒါပုံမှန်ကျွန်တော်ပြောနေကြတဲ့အတိုင်းပဲပြောတာပေါ့နော်ကျွန်တော်ဆိုတာကတော့ဒီလူကြီးကြီးကြည့်အရင်ကမျိုးတွေတို့ဖေတို့မေတို့လူကြီးကြီးတငယ်ချင်းတွေကြည့်တော့မကောင်းဘူးလေအဲကျွန်တော်လို့လည်းပြောင်းသုံးတာဒါတော့ပါပဲတခြားတော့အများကြီးလို့ပြင်ဆင်ပြီးတော့ပြောတာမရှိဘူးအဲမဲ့လိုမျိုးအခုစပြီးတော့ vlog ပညာရိုက်မယ်ဆိုတော့လူကြားတဲ့ပညာသွားရင်ဒီလိုဖုန်းကင်ပြီးတော့စကားပြောဖို့ကနည်းနည်းမရင်ဘူးပေါ့ကိုယ်နဲ့လုံးနေကြမဟုတ်တော့တော့ပို့ပြီး confidence ရှိကြတော့အများတန်းပုံမှန်လေးတို့ vlog လေးတွေကဒီဖုန်းကြည့်ပြီးတော့ကိုပြောနေတာလေးပြောလှုပ်ရှားရှားလေးလုပ်ပြီးတော့အဲ့လိုမျိုးရိုက်တင်တာပေါ့နောက်ပိုင်းတော့ဒီချာစဉ်းစားပြီးတော့ကောင်းမွန်မွန်လေး quality လေးရိုက်မယ်ပေါ့ဒါပါပဲနေဦးရှိုးနေရအဲ့နာပါအဲ့တိန်နဲ့ကွယ်နေတာဟိုကည8နာရီကွယ်ည8နာရီကွယ်ကိုမသိညနေ4နာရီလောက်4နာရီခွဲလောက်ကြာတယ်မြန်မာမှာတော့ဒီနွေရာသီပါညာဆိုရင်ခွန်ခွဲ8လောက်ဆိုနေဝင်မယ်ထင်တာဒီမှာတော့မဟုတ်10နာရီလောက်မဟုတ်ဝင်အဲ့လို floor တင်ရတဲ့ slide တင်နေရတော့အဲ့ဒါပါဒီကတော့ပို့ပြီးတော့ confidence ရှိလေးဒီ natural ဖြစ်လေးကင်မရာရှေ့မှာစကားပြောနိုင်အောင်ပေါ့နော်နောက်ပိုင်းတေးစားစားလှုပ်ချင်တယ်ဖြစ်ရင်လှုပ်ချင်တာရှိရင်အခုမဖြစ်တော့ဘူးပေါ့ဗျာတည်ရမလားတေးစားစားပြီးပိုင်ပိုင်နိုင်နိုင်လှုပ်လို့ရအောင်ပေါ့ဒါပါပဲဒီနေ့ကလည်းဒီကျွန်တော်ရဲ့တနေ့တာလေးပါပဲဒီလောက်ထိကြည့်ပေးရင်အများကြီးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye